已经ဒီစကလုံးကိုခဏကြားဖို့လိုက်ကြလိမ့်မယ်ဒါပေမဲ့လည်းဘလို့သုံးရမှန်းလည်းမသိဘူးအဓိပ္ပာယ်ကလည်းဘလို့အဓိပ္ပာယ်ရှိမှန်းလည်းမသိဘူးဆိုရင်နမူနာစာကြောင်းနဲ့အတူတူကြည့်ကြရအောင်နမူနာစာကြောင်းမှာကသူကျောင်းသွားပြီးရိုးလေးပဲ他去学校了အဲ့ဒီမှာကိုကလေတစ်ဖက်သူကဟဲ့တကယ်ကျောင်းသွားတာတကယ်他已经去学校了对啦အနေထားကသူဖက်တဲ့လူကမသေးကြဘဲနဲ့ဟုတ်လို့လားလို့ပြန်မေးတဲ့အချိန်မှာကိုကတကယ်တိကျကျနဲ့တကယ်သွားတာပါမျိုးဆိုရင်အနေထားမှာဆိုရင်他已经去学校了ဒါပေမဲ့已经သုံးပြီဆိုရင်ထူးခြားချက်လေးကအနောက်မှာလပါကိုပါရမယ်နော်他已经去学校လို့မပြောရဘူး他已经去学校了ဒါဆိုရင်နောက်ထပ်နမူနာစာကြောင်းကြည့်ရအောင်သူတို့အိမ်ပြန်ပြီးရိုးလေး他们回家了他们回家了အဲ့ဒါကိုတစ်ဖက်တို့ကတကယ်ပြန်သွားတာတကယ်ပါ他们已经回家了သူတို့တကယ်အိမ်ပြန်သွားပြီကို100%တော့ပေါ်လွင်စေချင်တာဒါမျိုးဆိုရင်ရည်ချင်းသူကဗမာထည့်ရမလဲဆိုကရိယာရဲ့အရှိမထည့်ပေးရမယ်ဟိုမှာဝှေဆိုရင်ပြန်စီဆိုတာကရိယာရဲ့အရှိမရည်ချင်းကိုထည့်ပြီးခုနလိုပဲချွိဆိုတာသွားသည်ကရိယာဒါဆိုရင်ကရိယာရဲ့အရှိမရည်ချင်းကိုထည့်ပေးရတယ်အနောက်မှာလယ်နဲ့ဆုံးပေးရတယ်ဒါသူ့ရဲ့ပတ်တန်လေးပေါ့နော်